သမုဒ္ဒရာနောက်ဆုတ်ပေးလိုက်ရတဲ့အရှိန်ရမောင်တို့မိသားစုလှေလေးအရှိကိုရှောက်သွားဖို့အတွက်လှိုင်းတစ်ခုဖြစ်မယ်ဆိုသမုဒ္ဒရာကျင်းနေပါလေပါအရှုံးတွေတဲ့ငါလဲပြူရင်အတိတ်တို့တဲ့ငါပြောင်းဆုံးခြင်းမြင်နိုင်တဲ့ငါနာကတို့မေးမေးရှည်စီးတာတဲ့အချိန်မှာဆုံးခြင်းစံနိုင်ခဲ့တယ်လို့ငါရဲ့ဘေးကိုမင်းဝင်ရှည်စီးချမ်းတဲ့အခါကျတော့လေလဲပြူကြသူငါကမ်းပြိုတဲ့တန်းကိုခံနိုင်ရမှာပေါ့မောင်ရင်အစင်ကိုမတဲတဲ့ငါရဲ့စကားတွေနေဟာခွေအေးတူပုံများပေါ့မောင်ရင်